အားလုံးပဲကြော်ကစ်ချန်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ပြည်ပလာတာချက်နီးလေးကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းနေရတော့ကြာပါပြီဒါပေမဲ့အချိန်များနဲ့မချက်ပြတာပါပလာတာဆိုပေမဲ့လည်းစပူစာတွေပါတယ်နဲ့လည်းစားလို့ရပါတယ်ခင်ဗျာပြည်ပလာတာတော့ဒါကျွန်တော်ချက်တဲ့ပြည်ပလာတာပေါ့နော်တကယ်ပြည်မှာအစ်စ်ကတော့ဒီလိုဟုတ်ချင်မှလည်းဟုတ်မယ်အနေငယ်ကွဲပြားတာလည်းဖြစ်နိုင်ပါတယ်ပြည်ပလာတာချက်ဖို့အတွက်ကျွန်တော်ချက်သားကိုပထမဆုံး marinate လုပ်ပါမယ် marinate လုပ်ဖို့အတွက်ကျွန်တော်ဒီနွနေမုံပါမယ်ပြီးရင်paprika လို့ခေါ်တဲ့အယောင်တင်မုံရင်စားရအနေငယ်ပါပါတယ်ကြက်သားကိုကျွန်တော်ဒီထဲမှာတစ်ကောင်လုံး3ပေါင်လောက်ရှိတဲ့ကြက်သားကိုကျွန်တော်အသုံးပြုထားပါတယ်အဲဒီ3ပေါင်လောက်ရှိတဲ့ကြက်သားကိုကျွန်တော်နွနေမုံအနေငယ်ထည့်မယ်ပြီးရင် paprika လို့ခေါ်တဲ့ဒီအယောင်တင်မုံပေါ့နော်အယောင်တင်မုံထည့်မယ်အယောင်တင်မုံထည့်ပြီးသွားရင်ကျွန်တော်စားအနေငယ်ထည့်ပါမယ်ကြက်သားထဲမှာအရာတာဝင်သွားအောင်လို့ပါပြီးရင်သူ့ကိုတေချာလေးနယ်ဖတ်ပြီးတော့ကျွန်တော်တို့marinate လုပ်ထားလိုက်မယ်ပေါ့နော် marinate ဆိုခဏလေးအရသာလေးဝင်သွားအောင်လို့ကျွန်တော်တို့အနည်းဆုံး2 နာရီ3 နာရီလောက်နှက်ထားလိုက်ပါအကယ်၍မနှက်ချက်မယ်ဆိုရင်ကျွန်တော်တို့ညတွေကနေပြီးတော့ရေခဲတက်တာထဲမှာထည့်ထားလို့ရပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ပဲရီကျူဖို့အတွက်တစ်ချဘိုးကောက်2ခုလောက်နဲ့ကရဝေးရွက်3ရွက်လောက်လိုအပ်မှာဖြစ်ပါတယ်ပဲရီကိုလည်းကျွန်တော်တို့ပဲတစ်ခွက်ဆိုရင်ကျွန်တော်တို့ရေ9ခွက်လောက်နဲ့စိန်ထားရပါမယ်ပဲမုံပဲကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာအကယ်၍ကိုကကလဘဲရှင်ကလဘဲလေးကိုစိန်ပြီးကြိတ်ပြီးတော့အသုံးပြုလဲရပါတယ်ဒါပေမဲ့အလုံးနဲ့ပိုရှုပ်တာပေါ့နော်ပြီးရင်စားနေငယ်ဒီရတာထည့်ထားပါမယ်ခင်ဗျာဒီစားတွေပါတွေထည့်တာတော့ကျွန်တော်ဒီထဲမှာအများကြီးမထည့်ထားသေးဘူးအနည်းငယ်လောက်ပဲရတာဝင်အောင်ထည့်ထားပါတယ်အားလုံးပြီးတော့မှကျွန်တော်ပြန်ပြီးတော့အရသာကိုပြန်စားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့သူ့ကိုရေထဲမှာ2 နာရီ3 နာရီလောက်စိမ်ပြီးသွားပြီဆိုရင်အဲ့လိုပဲနောက်ရေ9ခွက်လောက်ကိုကျွန်တော်တို့အိုးတစ်ခုထဲမှာစုအောင်တည်မယ်စုအောင်တည်ပြီးသွားတယ်ဆိုရင်ခုနကနှက်ထားတဲ့ပဲရေကိုဒီအိုးထဲမှာထည့်ပြီးတော့တည်ပါမယ်ခင်ဗျာဒီပဲရေထည့်လိုက်တဲ့အခါမှာပဲကချစ်ချင်းနည်းနည်းလေးနည်းငယ်ပြစ်လာလိမ့်မယ်ပြစ်လာပြီးွားရင်သူအဖက်ဖက်ကလေးပုံစံမျိုးဖြစ်တတ်တယ်ဒါပေမဲ့ပဲရေကဒီထဲမှာနာနာလေးကြိုးပေးရပါမယ်ပဲကြိုတာမနာဘူးဆိုရင်ကျွန်တော်တို့စားရတာတိတ်ပြီးတော့စားလို့မကောင်းဘူးပေါ့နော်အဲဒါကြောင့်ပဲရီကိုအနည်းဆုံး1 နာရီလောက်ဒီမီဒီယမ် low heat လောက်နဲ့ကျွန်တော်တို့ကြိုပေးရပါမယ်ခင်ဗျာအဲ့လိုကြိုနေတဲ့အချိန်မှာပဲကျွန်တော်တို့ခုနကဒီတစ်ချဘိုးကောင်းတဲ့ကရိုရီရက်ကိုထည့်ပေးပါဒါမှဒီပဲရီစုပ်ရဲ့ဒီဟင်းရည်ရဲ့အရာတာပို့ပြီးတော့အနံ့မွေးစီမှာဖြစ်ပါတယ်ပြီးပဲဂျိုနေတဲ့အချိန်မှာလည်းရန်ကိုတတိထားပါမယ်မဝေကြအောင်လို့နည်းတတိထားပေးရပါမယ်လွတ်ထားလို့မရပါဘူးပြီးရင်ကြက်သားချက်ဖို့အတွက်ကျွန်တော်တို့လိုအပ်ချက်တွေကတော့ဒီမှာကြက်သွန်ဖြူနီချင်းကြိတ်ထားတာလေးကိုလည်းကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာကြက်သားချက်ဖို့အတွက် paprika လို့ခေါ်တဲ့အယောင်တင်မုံစားပြီးရင်ခုမင်ကတော့ဒါဇီယာပေါ့နော်ဇီယာကိုကျွန်တော်လှော်ပြီးထောင်းထားတာပါပြီးရင်ကလာလေးမဆလာအနေငယ်သုံးထားပါတယ်ပြီးရင်နောက်တစ်ခုကတော့ဒီနွေမုံအနေငယ်ထပ်သုံးထားပါတယ်အာလူလည်းထည့်ရပါမယ်ခင်ဗျအာလူကိုကျွန်တော်ဒီမှာ gold potato သုံးပြထားပါတယ်ကျွန်တော်အခွန်ခွာပြီးတော့လီးထားပါတယ် gold potato ကဒီဟင်းရည်ထဲမှာပျော်ဝင်သွားတာအနေငယ်ခက်ပါတယ်သူကမကြေွားဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီ gold potato ကိုသုံးပြထားဖြစ်ပါတယ်ကြက်သားစားချက်ကြပါမယ်ကြက်သားစားချက်ဖို့အတွက်ကျွန်တော်အိုးတစ်လုံးထဲမှာစီထည့်မယ်ပြီးရင်ကြက်သွန်ဖြူနီချင်းကြိတ်ထားတာလေးကိုကျွန်တော်ထည့်ပါမယ်ကျွန်တော်တို့မီအိုမီဒီယမ်ဒါမှမဟုတ် low heat လောက်နဲ့ပဲစီတက်ပါမယ်ခင်ဗျာကြက်သွန်ကကျွန်တော်ဒီထဲမှာ non stick အိုးမသုံးထားပါဘူးဘာဖြစ်လို့လဲဆိုတော့ non stick အိုးကကြက်သားချက်လိုက်တဲ့အခါကျရင်ကြက်ရိုးတွေကဒီ non stick အိုးမှာချစ်ပြီးတော့ခဏလေးနဲ့ပျက်စီးသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီကြက်သွန်ဖြူနီချင်းစီတက်နေတဲ့အယောင်လေးစပြီးကြောင်းလာပြီဆိုရင်ကျွန်တော်နွေမုံကိုထည့်ပါမယ်နွေမုံကိုကျွန်တော်1 teaspoon လောက်ထည့်ထားပါတယ်ခင်ဗျာနွေမုံထည့်ပြီးသွားပြီဆိုတော့ ਨੇ ခဏလေးမှုမယ်မှုပြီးတာနဲ့ကျွန်တော်တို့ဒီအယောင်တင်မုံထည့်ပါမယ်အယောင်တင်မုံကိုလည်းဒီထဲမှာ1 tablespoon လောက်ပဲကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ကြက်သားမိုင်းမှာလည်းကျွန်တော်ထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အများကြီးထပ်မထည့်တော့ပါဘူး1 tablespoon လောက်ထည့်ပြီးသွားပြီဆိုရင်နောက်မဆလာပေါ့နော်မဆလာဒီခုမင်ပေါဒါဒါခုမင်ကကျွန်တော်အစီကိုဝယ်ပြီးတော့ကျွန်တော်လှော်ပြီးတော့ကြိတ်ထားတာပေါ့နော်ဒီခုမင်ပေါဒါအရန်ရေးကြည့်ပါလေဒီပြည်ပလာတာမှာဆိုရင်ခုမင်ရဲ့အရာတာကိုသူတို့အဓိကအသုံးပြုထားတာပါခုမင်ကဒီဇီယာပေါ့နော်ဇီယာရတာဇီယာရဲ့အနှံ့ပေါ့ပြီးရင်ကလာလေးမဆလာကျွန်တော်အနေငယ်အသုံးပြုထားပါတယ်ရှိရမဆလာအသုံးပြုလို့ရပါတယ်ကလာလေးမှ
မဟုတ်ပါဘူးဒါပေမဲ့ဇီယာကတော့အရန်ရေးကြည့်ပါတယ်ဇီယာမဟုတ်ဘူးเนาะကျွန်တော်တို့သုံးအောင်ပါမယ်ဒါမှဒီပလာတာရဲ့အနံ့ကအဲဇီယာကိုအများကြီးတက်ရောက်စေပါတယ်ကျွန်တော်တို့ဒီအမောင်းနေကုန်ထည့်ပြီးသွားပြီဆိုတော့ ਨੇ ခဏလေးမှွေပြီးတာ ਨੇ စက်သားနယ်ထားတာကိုထည့်ပါမယ်ကျွန်တော်တို့မီယိုမီဒီယံလောက်ပဲထားပြီးတော့ကျွန်တော်တို့တေချာလေးမှွေပြီးချက်ပေးပါမယ်ခင်ဗျာဒီအမေရိကန်မှာရှိတဲ့စက်သားတွေကဘာဖြစ်လို့လဲတော့မသိဘူးနူးရာရိုင်းမြန်တယ်စက်သားနုလေးတွေပေါ့နော် organic တို့ပြောပြမဲ့လေသူစက်သားချက်ရတာရိုင်းမြန်ပါတယ်ကျွန်တော်တို့တေချာလေးစီတက်ပေးမယ်စီတက်ပြီးတော့ဒီစက်သားလည်းလုံးပြီးတော့ပေါ့နော်လုံးပြီးစီတက်ပြီးသွားရင်ကျွန်တော်အရသာအနေနဲ့စားအနေငယ်ထည့်ပါမယ်ပထမဆုံးကျွန်တော် marinate လုပ်တော့လည်းထည့်ပြီးသွားပြီဒါပေမဲ့အများကြီးမထည့်ထားဘူးအခုလည်းကျွန်တော်အနေငယ်ထည့်ပါမယ်ထည့်ပြီးတော့အရသာဝင်သွားအောင်ပေါ့နော်ဒီချာလေးစီတက်ပေးမယ်စီတက်ပေးပြီးသွားရဲဆိုရင်ကျွန်တော်တို့စီလေးပြန်လာပြီဆိုရင်ရေလေးအနေငယ်ထည့်ပေးပါမယ်နှုတ်မို့ဆိုရင်အောက်ကကတ်သွားပြီးတော့အကုန်လုံးတူအောင်နိုင်ပါတယ်ခင်ဗျာခုချိန်မှာပဲဦးကြိုထားရတယ်ပဲတွေရလဲတော်တော်လေးအနေကျသွားပြီ smooth ဖြစ်သွားပြီပေါ့နော်ဒီပဲရည်ရဲ့ဒီ texture တော်တော်လေးကိုနူးညံ့လေးနဲ့ဒီဖြစ်နေပြီအဲ့ဒီအချိန်မှာကျွန်တော်တို့စက်သားချက်နေတဲ့အခါမှာကျွန်တော်စက်သားကလည်းစီတက်တာကျွန်တော်တော်တော်လေးအနံ့မွေးလာပြီဆိုရင်ရေကိုထည့်ပါမယ်ရေထည့်ပြီးတော့စက်သားနူးအောင်ချက်မယ်ပေါ့တိတ်ကြိုက်ချက်စရာမလိုပါဘူး9မိနစ်လောက်ချက်ရင်ဆိုစက်သားချက်ပါပြီအလွန်ဆုံး10မိနစ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအရင်တုံးဝိုင်းကြက်သွားအောင်လည်းချက်စရာမလိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟင်းရည်တွေကိုဒီကြက်သားကိုပြောင်းပြီးထဲမှာဖြစ်တဲ့အတွက်ကြောင့်ဟင်းရည်ဆိုရင်လည်းကြက်သားဆက်ပြီးတော့ချက်တဲ့ပုံစံမျိုးဖြစ်နေမှာဖြစ်ပါတယ်ခုလိုကြက်သားချက်နေတော့မှာပဲဟင်းရတဲ့ကိုလိုဂျင်နဲ့အပြည့်အကျဲအနေထားရပြီဆိုရင်ကျွန်တော်အာလူထည့်ပါမယ်ခင်ဗျာအရေကိုအရင်ပြစ်နေအောင်မတည်ပါနဲ့ဘာဖြစ်လဲဆိုတော့ဒီပြပလာတာအရေနဲ့ခက်ကြဲကြဲလေးစားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအရေလေးကိုခက်ကြဲကြဲလေးဖြစ်နေရပါမယ်အကဲအရေအရင်ပြစ်နေရဆိုရင်ရေနှင်းငယ်ထည့်ပေးပါဒီပဲရည်တွေကိုအာလူကကျွန်တော်ဒီထဲမှာ gold potato တုံးထားပါတယ်ခင်ဗျာ gold potato ကဒီဟင်းရည်ထဲမှာအာလူတွေခဏလေးနဲ့မပြော့ဝင်တော့ဘဲနဲ့နည်းနည်းကြာပို့ပြီးချက်လို့ရပါတယ်အကယ်၍တခြား potato တုံးမယ်ဆိုရင်တော့ potato ရပြီဆိုရင်ဒီအာလူရပြီဆိုရင်အာလူကိုဆယ်ထုတ်ထားတာပိုကောင်းပါတယ်နှုတ်မို့ဆိုရင်ဟင်းရည်ထဲမှာအကုန်ပျော်ဝင်ပြီးတော့ကြေတော့မှဖြစ်ပါတယ်ခုကြက်သားကလည်းကျွန်တော်ချက်ထားတာရပြီဆိုတော့ဒီကြက်သားကိုကျွန်တော်ဒီဟင်းရည်တွေထည့်ပြီးတော့ကျွန်တော်အကုန်လုံးရောပြီးချက်ပါမယ်ကြက်သားဒီကကျွန်တော်တဝက်လောက်ပဲချက်တယ်ပေါ့တဝက်လောက်ပဲဟိုဟင်းရည်တွေကိုပြောင်းထည့်ထားပါတယ်အကယ်၍ကိုအကုန်လုံးပြောင်းထည့်ခြင်းနဲ့ပြောင်းထည့်လို့ရပါတယ်ကျွန်တော်ကြက်သားနည်းနည်းများတဲ့အတွက်ကြောင့်ကျွန်တော်အလှတဘောနဲ့အပေါ်ကနေပြီးတော့ကြက်သားကိုတင်မယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတော့တဝက်လောက်ကိုချက်ထားပါတယ်ကျန်တဲ့တဝက်ကိုတော့အကုန်လုံးဒီအစီတွေပါအကုန်လုံးထည့်ပေးတယ်ပေါ့ဒါမှအပေါ်ကအစီလေးတွေကလည်းဟင်းရည်ပေါ်မှာကျွန်တော်တို့ဝေးပြီးတော့ပို့ပြီးတော့အမြင်အပိုလာစေပါတယ်ဟင်းရည်ထဲမှာကျွန်တော်ကလာလီမဆလာနည်းငယ်ထည့်ပါတယ်ပြီးရင်နောက်ခုမင်ဒီဇီယာပေါ့နော်ဇီယာလော်ပြီးထောင်းထားတာကိုလည်းအနေငယ်ထည့်ပါတယ်ခင်ဗျာ1 teaspoon စီလောက်ပဲကျွန်တော်ထည့်ထားပါတယ်အကယ်၍ကိုဒီအနံ့ကိုအရန်ပြင်းပြင်းမကြိုက်ဘူးဆိုရင်ဒီဟာထပ်မထည့်လဲရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ချက်သားထဲမှာထည့်ထားပြီးတော့ဖြစ်သွားပြီဒါပေမဲ့ပြည်ပလာသားထုံးစံရဒီဟင်းရည်ထဲမှာလည်းအနေငယ်ထည့်တဲ့အတွက်ကြောင့်ကျွန်တော်အနေငယ်ထည့်တာပဲဖြစ်ပါတယ်အခုဆိုရင်ဟင်းရည်တွေကစူလာပြီးတော့စားဖို့အတွက် ready ဖြစ်နေပါပြီအဲ့ဒီအချိန်မှာကျွန်တော်ပလာတာလောက်ပါမယ်အကေကိုအိမ်မှာလုပ်တဲ့ပလာတာရှိရင်လည်းပလာတာကိုကြော်လို့ရပါတယ်ကျွန်တော်ကတော့အလွယ်တကူပဲဒီ grocery store ကဝယ်ထားတဲ့ဒီပလာတာကိုပဲကြော်လိုက်ပါတယ်ခင်ဗျာသူလည်းဗမာပြည်ကပလာတာတွေနဲ့တော်တော်လေးကိုစင်တူပါတယ်လောက်ရတာလည်းလွယ်တယ်ပေါ့ဗျာသိရမလားကျွန်တော်တို့ဒီကလာဒီ Indian grocery တွေမှာကျွန်တော်တို့ဝယ်လို့ရတယ်ပြီးရင် the Chinese grocery တွေမှာလည်းကျွန်တော်တို့ဒီပလာတာတွေဝယ်လို့ရပါတယ်မလေးရှားလောက်တဲ့ဟာတွေပေါ့ဒါတွေကတော့တချို့အိန္ဒိယလောက်တာတွေလည်းရှိပါတယ်ဒါမိမိကြိုက်နေတဲ့ပလာတာကိုဝယ်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာအကယ်၍အိမ်ကစမူစာရှိရင်လည်းစမူစာစုပ်အနေနဲ့လုပ်လို့ရပါတယ်ခုဆိုရင်ကျွန်တော်တို့စားဖို့အတွက် ready လုပ်ရတော့ပါမယ်လုပ်ဖို့အတွက်နောက်တစ်ခုကတော့ဒီချက်သွန်နီရဲ့ငရုတ်သီးစိမ်းရဲ့ဒီပူစီနံရဲ့တံမြာသီးလေးကိုလည်းအစဉ်သင်းပြုလုပ်ထားပါမယ်ခင်ဗျာအခုပါဝင်ပစ္စည်းတွေအားလုံးကလည်း ready နေပြီပရာတာလည်း ready ပြီပြီးရင်ကျွန်တော်ဒီအပေါ်က garnish လုပ်မဲ့ချက်သွန်နီရဲ့ငရုတ်သီးစိမ်းရဲ့ပူစီနံရလည်း ready နေပြီဖြစ်တဲ့အတွက်ကြောင့်
ဟင်းပွဲကိုစပြီးတော့ပြင်ဆင်ရပါမယ်ပလာတာလေးကိုညှက်မယ်အလဲမှာထားမယ်ပြီးရင်ဟင်းရည်ကိုဘေးနားနေထည့်လိုက်ပြီးတော့ရင်ပူစီနံလေးနဲ့ကြက်သွန်လေးနဲ့ငရုတ်သီးစင်းလေးနဲ့တမြားလေးကြိုက်ရင်တမြားလေးညှစ်ထည့်အကယ်၍ငရုတ်သီးမုံကြိုက်ရင်လည်းငရုတ်သီးမုံထည့်လို့ရပါတယ်ခင်ဗျာခုဆိုရင်ရမ်းရတာရှိတဲ့ပြည်ပလာသားလေးကိုတုံးဆောင်ဖို့အစဉ်သင့်ဖြစ်နေပါပြီကျွန်တော်ရဲ့ channel လေးကိုစုံလည်ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ subscribe မလုပ်ရအနေနဲ့ subscribe လေးလုပ်ပေးကြပါအောင်